တာမွေလိုနေရာမှာမြေပိုင်ဆိုင်မှုလည်းရမယ်ပြင်ဆင်မှုကို luxury decoration ပြင်ထားတဲ့တိုက်ခန်းတစ်ခန်းလည်းရမယ်ဆိုလို့ရှိရင်လူကြီးမျိုးစိတ်ဝင်စားတာဟုတ်ပါတယ်ကျွန်တော်အခုပြောပြပေးမယ့်တိုက်ခန်းလေးကတော့တာမွေကြိုက်ကဆန်မိန်းလမ်းမရဲ့ကြောကပ်မှာရှိတယ်လမ်းကျယ်တယ်လမ်းတက်တယ်ပတ်ဝန်းကျင်ကောင်းတယ်ကွန်ဒိုလမ်းဖြစ်တယ်ကားပါကင်လည်းနေရာရမယ် luxury decoration နဲ့ပြင်ထားတယ်အရောက်မှာလှပတယ်ပုံနဲ့အတိုင်းနဲ့ဇက်မှမလွဲဘူးအပြင်မှာဒီထက်တော့ပိုလာသေးတယ်မာစတာဘရွန်တစ်ခန်း single ဘရွန်နှစ်ခန်းပါဝင်မယ်26ပေနောက်ကို60ရှိမယ်လုံးဝရှယ်ဆိုမှရှယ်အိမ်ဆိုမှအိမ်အခန်းကိုကြိုက်တဲ့လူကြီးမျိုးတို့အတွက်ဒီတိုက်ခန်းလေးကလူကြီးမျိုးတို့အတွက်ပဲပိုင်ဆိုင်မှုကလည်းညီပိုင်ဆိုင်မှုကိုပါရအောင်မယ်မြေရှင်ဖြစ်မဲ့အခွင့်အရေးလက်မှတ်တို့ကဒီဝမီဖို့အားလုံးရမယ်အခွင့်အရေးအဲ့ဒါကြောင့်ဒီတိုက်ခန်းလေးကိုရောင်းချပေးမယ်လေးတော့တိန်း4950တိန်း9000မပြည့်တဲ့ပမာဏနဲ့ရောင်းချပေးမယ်ပုံမှန်ဆိုလို့ရှိရင်တိုက်ခန်းတစ်ခန်းကိုတိန်း4500 9000ခေါ်နေတဲ့အချိန်မှာတိန်း9000အောက်မှာမြေပိုင်ဆိုင်မှုရမယ်ပြင်ဆင်မှုကလည်းလုံးဝရှယ်ဆိုမှရှယ်အခန်းဖြစ်မယ်ဒီတိုက်ခန်းလေးကိုစိတ်ဝင်စားတယ်ကြည့်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်ဖုန်းနံပါတ်09468429ဆက်သွယ်မေးမြန်းစုံစမ်းပြီးလာရောက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့